ကောင်းကင်ပြရဲ့အောက်မှာတောင်တန်းနီရောင်အောက်မှာလန်ခီးနဲ့မျောလင်းချက်တွေကိုထုတ်ပိုးပြီးကရင်ပြည်နယ်သို့ခီးထွက်ခဲ့တဲ့ဟပ်ပန်မြို့နယ်နားမှာတည်ရှိတဲ့ကော့ကုန်းကူကိုတတိယလာတာကတော့တကယ်ထူးခြားတဲ့အတွေ့အကြုံတစ်ခုအဖြစ်ပဲဂူတကားကနေရှောက်ဝင်ခြင်းတဖန်မြင်မှုသမျှကိုမေ့သွားအောင်လှပလုံးတဲ့ဗုဒ္ဓဗန်ပုထုလေးများမျိုးဆက်ပေါင်းများစွာရဲ့ယုံကြည်မှုတည်ကြည်မှုစိတ်အေးအေးလေးနဲ့ဖန်တီးခဲ့ကြတဲ့အမှုပညာတွေကဂူနရံပေါ်မှာတဆစ်ဆစ်လှနေတယ်။ဗန်ပုတစ်ခုချင်းစီဟာမဟာဖရာတရားကိုအမြဲတမ်းတတိယဖို့ဘဝကိုအေးမြခြင်းတဲ့စိတ်တွေအတွက်တက်တန်းရှည်လောက်အောင်ကတ်ထားကြတာကိုလက်တွေ့ခံစားမိတယ်။တွေးအေးသွားတယ်ဆိုတာမဖော်ပြနိုင်အောင်စိတ်တစိတ်အေးမြတဲ့ဂူအတွင်းဟာငြိမ်းချမ်းမှုနဲ့စိတ်လွတ်ခြင်းကိုရရှိစေနိုင်တဲ့နေရာတစ်ခုပါပဲ။ဒီကော့ကုန်းကူထဲမှာငါရဲ့အတန်တော်မကြားခြင်းဘူးတကယ်တမ်းငြင်းငြင်းချမ်းချမ်းနဲ့ချစ်စရာလာတဲ့တစ်ထောင်ကျော်သောဗုဒ္ဓဘုံလေးတွေအောက်မှာငါစိတ်တနာခုနေခဲ့တယ်။ကော့ကုန်းကူအမိကိုကြားချင်းတိတ်ဆိတ်ငြင်းချမ်းမှုတစ်ခုပြန်လဲတတိယလာမယ်။ဒါဟာကရင်ပြည်နယ်ပန်မြို့နယ်အနီးကတဘာဝရဲ့အလှနဲ့မျိုးဆက်ပေါင်းများစွာအတွက်ဘာသာရေးယုံကြည်မှုတွေကိုထိမ့်သိမ်းထားတဲ့မြေအောက်ကူတစ်ခုဖြစ်ပါတယ်။ကော့ကုန်းကူဟာရှေးခေတ်ဗုဒ္ဓဘာသာရေးဆိုင်ရာအမွေအနှစ်တစ်ခုဖြစ်ပြီးဂူနရံပေါ်တွင်ဗုဒ္ဓရုပ်ပေါ်ပန်းမှုများထောင်ချီလာနေပါတယ်။ဤပန်းမှုများသည်ခံမှန်းခြေအရာ600စုခန့်ကဖန်တီးထားသည်ဟုဆိုကြပြီးခေတ်အဟောင်းကြီးတွင်တောင်ပေါ်ကူတစ်ခုထဲတွင်ယုံကြည်ခြင်းအဖြစ်စွမ်းအားပြေဝစွာနဲ့ဖန်တီးထားကြောင်းသက်သေအထောက်ထားဖြစ်ပါတယ်။ဂူအတွင်းသို့ဝင်ခြင်းကလေးကတိတ်တဆိတ်အေးမြသောလေတံကဝန်းဝိုင်းနေပြီးဂူနရံတစ်ခုလုံးမှာတိကျသေးတတ်သောဗုဒ္ဓဗန်ပုအမှုပညာများအပြည့်ရှိနေပါတယ်။တောင်ကျောကထွက်သောရေစက်တံနှင့်မီးလင်းလှုပ်ရှားမှုသည်ဂူတစ်ခုလုံးကိုစိတ်ထဲအေးချမ်းသွားစေပါသည်ခီးသွားများအတွက်ဖြစ်စေဘာသာရေးယုံကြည်သူများအတွက်ဖြစ်စေကော့ကုန်းကူသည်တဘာဝသမိုင်းယုံကြည်ချက်တို့ပေါင်းစပ်မှုကြောင့်တန်ဖိုးရှိသည့်နေရာတစ်ခုဖြစ်နေပါသည်ဒီလိုစိတ်ဝင်စားဖွယ်ရာနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe ပြီးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်Hey